ကျွန်တော်တို့အပေါ်တိုင်းတွေကိုပြန်တင်မယ်ကားကွက်တွေပြန်တင်တယ် ICN တွေကိုထည့်ချင်တယ်ဆိုလို့ရှိရင် software မှာပထမဆုံးဘာလုပ်ထားဖို့လိုအပ်လဲဆိုတော့ တိုင်းအမည်လေးထည့်ထားဖို့လိုအပ်တယ်ဒီတိုင်းအမည်တစ်ခါထည့်ထားလိုက်ရုံနဲ့နောက်ပိုင်းကြလို့ရှိရင်ဒီတိုင်းအမည်ကိုရွေးပြီးတော့ထည့်ပေးရုံပဲတိုင်းမျိုးပြန်ပြီးတော့ရိုက်စရာမလိုဘူးပေါ့နော်အဲ့လိုအတွက်ဒီရဲ့တိုင်းအမည်တွေကိုဝင်မယ်ပြီးရင်အဲ့မှာတိုင်းအမည်မှာကျွန်တော်နာမည်ရိုက်လိုက်မယ်ကိုတိုင်းရဲ့အမည်ပေါ့နော်ပြီးတော့သူကကျွန်တော်တို့ကိုသူစီတင်လို့ရှိရင် commission ဘယ်လောက်ပြန်ပေးလဲဒီမှာကျွန်တော်ထည့်လို့ရတယ်ပြီးတော့ကျွန်တော် rate သူကဘယ်လောက်ပြန်ရောလဲထည့်လို့ရတယ်ပြီးတော့သူကကျွန်တော်ကိုတစ်ခွက်အများဆုံးဘယ်လောက်လက်ခံမလဲကျွန်တော်ဒီမှာထည့်ထားလို့ရတယ်ပြီးရင် save ခဏက user ထည့်တာနဲ့အတူတူပဲနောက်ထပ်တစ်ယောက်ထည့်ရှင်နေဆိုရင်လည်းဒီမှာထည့်လို့ရတယ်ဒီ commission ထားပါတော့ကျွန်တော်20 rate 85ဒီမှာတဲ့တင်ကြည့်လက်ခံနေပေါ့နော်ကျွန်တော်ဒီလိုထည့်ထားလို့ရတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ကနေတော့ပြင်ချင်နေဆိုလို့ရှိရင်ပြင်ချင်တဲ့နာမည်ရဲ့ဘေးကခဲတံပုံလေးနှိပ်လိုက်နေပြီးခါကျတော့ကျွန်တော်ဒီမှာ commission ပြင်ချင်နေဆိုရင်လည်း commission ကျွန်တော်ပြင်ရိုက်လို့ရတယ်ပြီးရင်ဆို save ကိုပြန်နေလိုက်ရုံပဲဒါဆိုရင်ကျွန်တော်ဒီမှာပြင်ထားတဲ့ဥစ္စာအောက်မှာပြင်သွားပြီပေါ့နော်အဲ့လိုပဲတကယ်လို့ဖြတ်ချင်နေဆိုလို့ရှိရင်လည်းဒီရဲ့ဖြတ်ချင်တဲ့နာမည်ရဲ့ဘေးကအမိုက်ပုံစံခလုတ်ကလေးကိုနှိပ်ပြီးတော့ခလုတ်အဒီလေးကိုနှိပ်ပြီးတော့ဖြတ်လိုက်လို့ရတယ်